အားလုံးပဲမင်္ဂလာပါရှင်။စာဖတ်ခန်းကလေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမစာဖတ်သူနေဝေပါရှင်။ဒီကနေ့တော့ဆရာဒေါက်တာဖြူတီဟာရေးသားထားတဲ့မမီမလျောဆိုတဲ့စာအုပ်ကလေးတွေကမမီမလျောမပေါ်မဆဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်။ဗုဒ္ဓအဆုံးအမတွေထဲမှာအရေးကြီးဆုံးလို့တောင်ပြောလို့ရနိုင်တာကတော့အပမဒတရားပဲဖြစ်ပါတယ်။အတိတ်ဘယ်ကတော့မီလျော်မနေနဲ့ရင်မူးမနေနဲ့တာယာမနေနဲ့လို့ဆိုလိုတယ်။ဒါဖြင့်ကျွန်တော်တို့လူသားတွေဟာဘယ်အရာတွေမှာရင်မူးနေတတ်ကြသလဲဆိုတော့ငယ်ရွယ်နှုပြိုခြင်းမှာရင်မူးတယ်။ကျန်းမာခြင်းမှာရင်မူးတယ်။အသက်ရှင်နေခြင်းမှာရင်မူးတယ်။လှပခြင်းမှာရင်မူးတယ်။စည်းစိမ်ဥစ္စာယာဓုအာဏာတွေမှာရင်မူးတယ်။အောင်မြင်မှုတွေအပေါ်မှာရင်မူးတယ်။ဒီတော့မိလျော့သွားတယ်။တည်မြဲနေတယ်လို့ထင်လာတယ်။လှုပ်သင့်လှုပ်ထိုက်တာတွေလှုပ်ဖို့ပျက်ကွက်လာတယ်။မာမာနထောင်လွှားတယ်။သူတစ်ပါးအပေါ်နှိမ်ချဆက်ဆံတယ်။မတူတလို့မတန်တလို့သဘောထားတယ်။ကဲ့ရဲ့တယ်။အထင်သေးတယ်။ဒီလိုနဲ့အဲ့ဒီမူရစ်စရာတွေမရှိတော့တဲ့နေ့လေရောက်လာရောစိတ်ဟာပြိုလဲတယ်ပူလောင်တယ်ဒါကြောင့်မမိမလျော့မပေါ်မဆနဲ့နေကြပါလို့တိုက်တွန်းခဲ့တာဖြစ်တယ်အစိုးဘက်ကမြင်ပြီးဘဝကိုလက်လျှော့အရှုံးပေးထားဖို့ပြောတာတော့မဟုတ်ဘူးဥပမာတည်ရင်လဲယူသွားလို့မှမရတာထားခဲ့ရတာပဲဆိုပြီးဥစ္စာဒနာမရှာဖွေတာမျိုးလဲတကယ်တော့မတည်မြဲခြင်းသဘောကိုနားလည်နေလို့မဟုတ်ဘူးသူ့ရဲ့ပြင်းရင်းမှုကိုအကာအကွယ်ယူနေတာဖြစ်တယ်လူရဲလို့ဖြစ်လာမှတော့လှကျင်ပကျင်နဲ့နှုတ်ပြိုခြင်းနဲ့ကျမ်းမာခြင်းနဲ့အောင်မြင်ခြင်းနဲ့ပိုက်ဆံချမ်းသာခြင်းနဲ့နာမည်ကြီးခြင်းနဲ့ယာဒူးအာနာလုတ်ပိုင်ခွင့်နေလိုခြင်းနဲ့ရအောင်လဲကြိုးစားအားထုတ်ကြတယ်ဒါပြဿနာမဟုတ်ဘူးအတိကကမူးယစ်မိလျော့မနေဖို့ပဲငါအခုငယ်ရွယ်နှုတ်ပြိုနေပေမဲ့တစ်ချိန်မှာအိုမင်းရင်ရော်လာမှာပဲငါအခုကျမ်းမာနေပေမဲ့တစ်ချိန်ကျနာမကျန်းဖြစ်ရမှာပဲငါအခုအသက်ရှင်နေပေမဲ့တစ်ချိန်မှာသေရမှာပဲငါအခုရှိနေတဲ့ငွေကြေးဥစ္စာပစ္စည်းနာမည်ကျော်ကြားမှုယာဒူးအာနာစတာတွေကလည်းတစ်ချိန်မှာပျောက်ကွယ်သွားမှာပဲပျက်စီးသွားမှာပဲစွန့်ခွာရမှာပဲငါကိုချစ်တဲ့သူငါကချစ်တဲ့သူတွေနဲ့လည်းတနေ့နေ့မှာရှင်ကွဲသို့မဟုတ်တေကွဲရမှာပဲဒီလိုမျိုးသတိရနေဖို့ဖြစ်ပါတယ်ဒါဆိုမตายရတော့ဘူးမရစ်မှုတော့ဘူးဒါတွေရလာအောင်မဟုတ်တဲ့နည်းနဲ့မကြိုးစားတော့ဘူးလှုပ်เสียရှိတာတွေလုံနိုင်သွားလိမ့်မယ်အကျိုးရှိရှင်သန်နေထိုင်ဖြစ်လာလိမ့်မယ်တယောက်ကိုတယောက်အနှောင်ဖွဲ့နေနဲ့ချစ်တက်လာလိမ့်မယ်လူရဲလို့ဖြစ်လာတာကိုနေရာလေးတစ်ခုစီခရီးထွက်တာနဲ့ဥပမာယူလို့ရတယ်အဲ့ဒီမှာအကြာကြီးနေခွင့်ရမှာမဟုတ်ဘူးဒီတော့ယောက်သုံးယောက်ခိုက်အကျိုးရှိတာလေးတွေလှုပ်သွားမှလာရကြိုနှံ့မှာပါအဲ့ဒါကိုမင်းလျော့ပြီးဟိုတယ်ခန်းထဲပဲအိတ်နေမိရင်ပြန်ရတော့မဲ့အချိန်လဲရောက်ရောဘယ်မှတော့မလဲလိုက်ရဘူးဘာမှတော့မဝယ်လိုက်ရဘူးဖြစ်သွားပါလိမ့်မယ်ဘဝဆိုတာလဲဒီလိုပဲခဏတစ်ဖြုတ်အလဲအပတ်ရောက်ရတာပဲလူတွေဆိုတာလဲကိုယ်လန်းကိုယ်သွားတော့ခဏတစ်ဖြုတ်စုံစည်းကြရတာပဲအောင်မြင်မှုဆိုတာလဲခဲတစ်လုံးကိုမိုးပေါ်ပစ်တင်လိုက်သလိုအမြင့်ဆုံးကိုရောက်ပြီးရင်အောက်ပြန်ကျလာမှာပဲဒါကြောင့်ဒီလိုငယ်ရွယ်မှုနှုပြိုမှုကျန်းမာမှုအသက်ရှင်မှုငွေကြီးယာဒူးအာနာစတာတွေကိုယ့်လက်ထဲရှိတော့မှအကျိုးရှိအသုံးချဖို့အရေးကြီးပါတယ်အပမဒတရားကိုဒီထက်ပိုကျင့်သုံးမယ်ဆိုရင်နေ့စဉ်နေ့တိုင်းမှာဘာပဲလုပ်သတိကပ်နိုင်ဖို့ဖြစ်ပါတယ်။သတိလက်လွတ်မပြောမိစေနဲ့။သတိလက်လွတ်မလုံးမိစေနဲ့။သတိလက်လွတ်မဆုံးဖြတ်မိစေနဲ့။ရှိသမျှအတွေးတွေအလွဲချော်တွေဟာသတိလက်လွတ်ဖြစ်တာနဲ့ဆက်တယ်။ထမင်းအိုးတဲတယ်ခလုံးမနှိမ်လိုက်မိဘူး။ဘာလို့လဲသတိကပ်မနေလို့တခြားကိုစိတ်ရောက်နေလို့
လူတစ်ယောက်ကိုဒေါသအလျောက်ပြောမိဆိုမိတယ်။ဘာလို့လဲ။သတိမရှိနေလို့မလုပ်သင့်တဲ့အမှားတစ်ခုကိုလုပ်မိတယ်။ဘာလို့လဲ။စိတ်ဆန္ဒဆိုတဲ့စင်ရိုင်းကိုတတိဆိုတဲ့ချွန်းနဲ့မထိန်လိုက်နိုင်လို့ဒီအတွက်တတိအားကောင်းအောင်လေ့ကျင့်ထားခြင်းကိုယ်စိတ်မှာတတိကိုအဆောင်အကျက်တပွဲထားရှိခြင်းဟာဘဝမှာအမှားနည်းဖို့အကျိုးရှိရှိနေထိုင်ဖို့အတွက်အများကြီးအထောက်အကူပေးနိုင်ပါတယ်။လူဘဝဆိုတာတိုတောင်းပါတယ်။ဒီဘဝရနေစဉ်အတွင်းပိုင်ဆိုင်ရတဲ့အရာတွေရဲ့တက်တန်းဆိုပိုလို့တောင်တိုးပါသေးတယ်။မမေ့မလျော့မပေါ့မဆနဲ့နေနိုင်ကြမှသာပူလောင်မှုနည်းတဲ့နောင်တရစရာမရှိတဲ့ဘဝမျိုးကိုပိုင်ဆိုင်နိုင်ကြမှာပါ။ဒါကြောင့်မို့လဲကောင်းကျိုးချမ်းသာမှန်သမျှဟာအပမဒတရားရှိမှသာဖြစ်နိုင်တယ်လို့ဗုဒ္ဓကဆုံးမခဲ့တာဖြစ်ပါတယ်။30ရက်4လ2023ဆရာဒေါက်တာဖြူတီဟာရေးသားခဲ့တဲ့မမေ့မလျော့ဆိုတဲ့စာအုပ်ကလေးတွေကမမေ့မလျော့မပေါ့မဆဆိုတဲ့စာပိုက်ကလေးကိုဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။စာဖတ်ခံကလေးကိုအချိန်ပေးပြီးနားဆင်ခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြပါအောင်စို့နော်။